ဒီနေ့ကတော့Farmer Swine 11မှာရှိတဲ့ Savory House မှာဘီယာနဲ့အကင်နဲ့သွားစားပါမယ်ပြီးတော့အရန်နာမည်ကြီးတယ်လို့ပြောတဲ့ခောက်ဆွဲကြော်လေးစားပါမယ်ဆိုင်လေးကမီးလေးအောင်ရောထိုင်ရတာရောအဆင်ပြေတယ်လို့ပြောလို့ရပါတယ်ကဲရောက်ပါပြီဒါကတော့ဆိုင်ပုံစံလေးပါမီနူးကြည့်ပါမယ်မီနူးစာအုပ်လေးကလည်းချစ်စရာလေးပါပြီးတော့ဒီမှာ signature ဖြစ်တဲ့ Savory ခောက်ဆွဲကြော်စားပါမယ်ဝက်နဲ့စားပါမယ်နောက်ပြီးကြရင်ဘာစားမလဲဆိုအကင်လေးစားချင်တဲ့အကင်လေးတွေလည်းရွေးလို့ရပါတယ်10ဘက်ကနေပြီးတော့25ဘက်အတွင်းမှာပဲရှိပါတယ်ကြိုက်တဲ့အကင်ကိုယူနန်အရသာနဲ့ပေါ့နော်စားလို့ရပါတယ်ကဲစားဖို့အတွက်စောင့်လိုက်ပါပြီ Oh my god ခောက်ဆွဲကြော်ကပွဲရလုံးဝအရေးရွှဲရွှဲနဲ့ Chinese ခောက်ဆွဲကြော်အနံ့နဲ့အရသာကိုရပါတယ်ဒါကတော့အကင်နဲ့ဘီယာပါအကင်နဲ့ဘီယာကတော့အကြိုက်ဆုံးလည်းဖြစ်တယ်အလိုက်ဖက်ဆုံးလည်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်